ကျွန်တော် right ဖြစ်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်အစတော့2016-19လောက်တော့ထင်တာပဲအဲ့ဒီတုန်းကတော့အဲ့လို music လုပ်ချင်တယ်ဆိုပြီးတင်းနေလျှောက်တက်တယ်အဲ့လိုကိုသဘောကျတဲ့ music producer တွေနဲ့အဲ့လို music collaborator လုပ်ဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့တုန်းကမထွက်ဖြစ်ဘူး2018လောက်ထိဟိုလုပ်ဖြစ်တယ်ပုတ်တွေကတော့ကိုယ့်ဘက်ကိုလည်းကိုယ့်ဘာမှ data လည်းမကျန်တော့သူအဲ့တော့လောက်ထားတာတွေတော့ရှိတယ်ကိုယ့်ကိုအဲ့တော့အားမရဘူးဗျာတဲ့မှာအဲ့လိုထွက်ကောင်းမလဲမထွက်ကောင်းမလဲအဲ့လိုဖြစ်နေနေမထွက်ဖြစ်လိုက်ပဲအဲ့တော့ကတော့အဲ့ face တစ်ခုရှိတယ်အဲ့မှာအဲ့တော့လုတ်ခဲ့တယ်အဲ့လို3-4 ပုတ်လောက်ပြီးတော့အပီးထိလည်းပြီးသွားတာရှိတယ်ပြီးတော့အဲ့ဒီဟာတွေအခုအဲ့လိုအဲ့ဒီနောက်ပိုင်းကိုတစ်ဖြတ်ခဏပြန်နာပြီးတော့အဲ့လိုပြန်ပြီးတင်းတန်းနေပြန်တက်အဲ့လိုနဲ့ပေါ့ခဏနာသွားတယ်အဲ့ဒီကရင်2018လောက်မှာကျွန်တော်တင်တန်းတစ်ခုမှာကိုပလောင်နဲ့စတွေ့ရဗျာအဲစတွေ့တော့ဘော်ရာပေါ့ဒီတိုင်းပေါ့နောက်ပိုင်းကျတော့သူနဲ့ကျွန်တော်နဲ့အဲ့လိုကျွန်တော်လည်းအဲ့ဒီတုန်းကဘာဖြစ်လဲဆိုတော့အဲ့ music လုပ်မယ်ဆိုကြတယ်ကျွန်တော်အိမ်မောရဲ့စပြီးမနေတော့ဗျာကိုစကဲလုပ်မယ်ပေါ့အဲ့လိုမျိုးပုံစံဘယ်လိုဖြစ်ဖြစ်ဆိုပြီးကျွန်တော်တို့အပြင်မှာကိုဒီ music နဲ့မဆိုင်တဲ့လူတွေနဲ့ပေါ့လို့ဟိုဆောင်းနေဒီဆောင်းနေအဲ့လိုပတ်နေနေမှာလို့အဲ့လိုဟိုမှာတိတော့အဲ့လိုတင်တန်းမှာတိတော့ကိုအချင်းချင်း music လုပ်နေလို့အချင်းချင်းဆိုတော့မစိုးွားဆိုလို့ပလောင်ဒီငါနေကြမယ်ဘာညာပေါ့ live မဝိုင်းပဲကျွန်တော် Facebook တော့ friend ဖြစ်တယ်ဗျာသူတင်တဲ့ပို့ရောက်ကျွန်တော်သွားနေနေအဲ့ကရင်စပြီးကျွန်တော်ဘေးနားမှာလည်းတကယ်ပမိုင်းနိုင်လုပ်နေလူတွေ့တော့ကျွန်တော်ပြန်ပြီးအစပြန်လုပ်ဖြစ်တယ်ပေါ့ဗျာအဲ့လိုမျိုးကအဲ့နောက်ပိုင်းတော့လုပ်ခဲ့တဲ့ဥစ္စာလေးတွေအရာထဲလာတယ်ပေါ့အဲ့လိုပေါ့ဟုတ်အစပိုင်းတွေကတော့အဲ့လိုပဲ music လုပ်ချင်တာတော့သိတယ်ဒါပေမဲ့ကိုကဘယ်ပုံစံနဲ့ကိုဘယ်လိုပုံစံမြင်မှန်းလဲမသိဘူးဗျာတဲ့မှာအဲ့လိုအဲ့တော့ကိုဘာဘယ်ကျွန်တော်လည်းရောက်နေမှန်းလည်းမသိဘူးအဲ့လိုဒီကလှုပ်ချင်တာပဲရှိတယ်ဗျာတဲ့မှာအဲ့လိုရှောက်လုပ်လိုက်တယ်ပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့ကိုရဲ့ range ကိုနည်းနည်းပါသိလာတယ်ကိုကဘယ်လောက်ဆိုရင်ဘယ်အနေထားလောက်ဆိုကိုနဲ့အဆင်ပြေတယ်ဘယ် music type လောက်ကိုတွားရင်နည်းနည်းကိုအတွက်ပိုအဆင်ပြေတယ်ဆိုတာနဲ့ပိုသိလာတယ်ဗျာအဲ့လိုမျိုးလေးတော့နည်းနည်းကိုယ့်ဘက်ကိုထားကိုပြန်သိလာတယ်ဗျာအဲ့လိုမျိုးတော့မြင်ပါတယ်ဟုတ်ကျွန်တော် single နှစ်ပုံနဲ့ EP တစ်ခုတော့ထွက်ထားရပါဗျာဟုတ်အရင်ဆုံးတော့လာအောင်စားထွက်တယ်ပေါ့ဗျာဒါပေမဲ့အဲ့ဒါ EP တွေတော့ပြန်ပါသွားတယ်ဟုတ်ဒီတခြင်းတွေကတော့ကျွန်တော်တို့တော့နည်းနည်းကျွန်တော်အားတော့ဖြစ်စေတယ်ပေါ့ဗျာကျွန်တော်အမှန်တိုင်းပြောရင် music လုပ်တယ်ဆိုရင်ကျွန်တော်တကယ်ကျွန်တော်ရဲ့ career အဆင့်လို့တော့ပြောလို့မရဘူးဒါကျွန်တော် side job ပုံစံတော့ဖြစ်နေအခုထိကိုပေါ့ကျွန်တော်ဒီဥစ္စာလုပ်နေရဆိုပေမဲ့အခုလည်းကျွန်တော်ဆိုင်တီးကလုပ်နေဗျာဒါပေမဲ့အဲ့တော့ကိုယ့်ဘက်ကိုပြန်ပြီးအတက်ရတစ်ခုရတဲ့အချိန်မှာအဲ့လိုနှစ်ခုလုံးလုံးလို့မရဘူးဆိုတော့ကျွန်တော်တိလာတယ်အဲ့တော့တစ်ခုခုရွေးရမယ်ပေါ့ဗျာအဲ့တော့အရင်ဆိုရင်တော့ဒီဟိုဘက်ကိုပို့ရွေးဖို့အစဉ်လုံးမိမှာဘာလို့လဲအရင်ဟိုဘက်မှာကိုလောက်ထားတာမနေဘူးဗျာတဲ့မှာဆိုင်တစ်ခုလုံးကိုစီးပွားတစ်ခုလုံးဟိုအစခံရင်တကယ်ပြန်လောက်ထားတော့ဒါမဲ့ဘယ်လိုပြောမကိုယ့်ရဲ့ career ကိုတက်လုံးလုံနိုင်လားဆိုတာပြန်မေးကြည့်မလုံနိုင်ဘူးဗျာဒါမဲ့အဲ့မလုံနိုင်တဲ့အချိန်မှာဒီဟောက်စာလေး EP လေးဒီဟာလေးတွေထွက်သွားတော့ကိုအရင်မစင်းစားရတော့ဗျာဒီဘက်လှုပ်ဖို့အရင်လည်းအဲ့လောက် pressure လည်းမရှိတော့ဘူးရတယ် it's okay ဟိုဘက်မဖြစ်လဲဒီဘက်တော့ရအောင်ဖြစ်အောင်လုပ်လို့ရပါတယ်ဆိုစိတ်လောက်တော့အဲ့လို release တော့နည်းနည်းတော့ဖြစ်သွားတယ်ဗျာဒီဟောက်စာလေးတွေထွက်သွားတဲ့အပေါ်မှာအဲ့ဒါလည်းကျွန်တော်ပေါ်လာတယ်အားလုံးလည်းကျွန်တော်ဒီတိုင်းကျေးဇူးတင်ပါတယ်ဗျာဟုတ်ကျွန်တော်ကိုဟာနဲ့ကိုပြောမှလည်းဆိုင်ကျွန်တော်နဲ့ကိုပလောင်နဲ့ပို့ပြီးများတယ်ဗျာနောက်ကိုပလောင်ဆိုတာတဲ့ကိုပလောင်ရှိမယ်ကျွန်တော်အခုဆိုကျွန်တော်လောက်စားကိုပလောင်ဘန်နဲ့မိုင်ပြီးဆိုတာရှိတယ်မက်တန်မှာသူလည်းအခုဒီဘန်အယ်ဘန်ထွက်လာတယ်ဗျာကျွန်တော်တော့သူတို့နှစ်ယောက်ရှိရတယ်တဲ့ကျွန်တော်မနိုင်မှာကိုယ့်ဘက်ကိုအချင်းမရေးလဲအေးဆေးပဲဆိုရင်စိတ်လုံးနဲ့တကယ်နေနေရအေးဆေးပဲပေါ့ဗျာဒါပေမဲ့နောက်ပိုင်းတော့နောက်ကဏ္ဍပါဗျာဒါပေမဲ့အခုထိတော့ကျွန်တော်သူတို့ရေးပေးတဲ့အချင်းတွေထပ်ထွက်မှအများကြီးထပ်ရှိသေးတယ်ဗျာအဲ့တော့ကျွန်တော်အေးဆေးပဲ east ဖြစ်တယ်ဘယ်လိုမျိုးသိလဲဆိုတော့အဲ့နှစ်ယောက်လုံးနဲ့ကျွန်တော်နဲ့လည်းဒီဘာခေါ်တော့ဘယ်လိုပြောမလဲကျွန်တော်ရင်တော့အဲ့လိုကိုပလောင်နဲ့စပြီးနေပြီးတဲ့နောက်ပိုင်းမှာနေပြီးတာနဲ့ကျွန်တော်ကရန် chemistry မိတယ်လို့ပြောမှာကျွန်တော်အဲ့လိုတီးတယ်ညတိုင်းဆိုတယ်ဆိုရင်လည်းအဲ့လိုသူလည်းသူအရင်ကအဲ့လိုသူရေးတာစမ်းတာလည်းရှိတယ်ဗျအဲ့လိုရှိရင်လည်းကျွန်တော်အဲ့လိုအများနဲ့တူဆိုတော့သူ2ရက်လောက်ဆိုရင်ကျွန်တော်3ရက်မြောက်လောက်ကျွန်တော်ရသွားပြီဒါအဲ့နောက်ပိုင်းဆိုရင်
လိုက်ဆိုလို့ရှိရင်သူကသိပါတယ်ဒါအဲ့ဒါမင်းတို့တက်ဆက်ပေါ့အဲ့လိုမျိုးမိုက်ပြီးလဲလို့ပဲမတန်းဟုတ်ပဲကျွန်တော်အဓိကတော့ကျွန်တော်တော်တော်များများအဲ့တော့အဲ့လိုနေပြီးတိတ်မကြကိုဗစ်တွေဖြစ်တယ်ကိုဗစ်မဖြစ်ခင်လည်းကျွန်တော်အချိန်တော်တော်များများဟိုတအိမ်ထဲဟိုအဲ့လိုမျိုးနေရောညောင်းဂျမ်နေပေါ့ဗျာအဲ့လိုမျိုးရှောက်တီးတယ်ဆိုတယ်အဲ့လိုကရင်ပဲဟိုလိုမျိုးတီးတဲ့ရင်တချင်းဝယ်တာမျိုးမဟုတ်ပဲねအဲ့လိုကရင်ပဲဒီကရင်တူပါထွက်လာတယ်ဥစ္စာနောက်တော့သူဆိုနေတန်းလဲကျွန်တော်လိုက်ဆိုလိုက်လို့အဲ့လိုလိုက်သွားတာလို့အဲ့လိုနောက်မှလည်းတစ်ခါကျကျွန်တော်ရဲ့မှုကျွန်တော်လို့ဆိုတယ်လို့ဥပမာကျွန်တော်ပဲဟင်ဒီတချင်းတွေ class ချင်းတွေအရင်ဆိုတယ်ဗျာအဲ့လိုဆိုရင်ကျွန်တော်ရဲ့ပုံစံသူသိတယ်အဲ့ဒါကိုသူနောက်ရဲ့ဆိုလို့ရှိရင်သူ့မှာဒီအတွက်တချင်းပါလာပြီးတာအဲ့လိုမျိုးဖြစ်နေတယ်ဗျာသိလားဒီဟာသူကလည်းအဲ့ဒါကို adapt လုပ်နိုင်တယ်ဗျာသူအများနဲ့သူပြန်ပြီးဒီကျွန်တော်စုံနေတဲ့ဥစ္စာတွေကျွန်တော်အဲ့မှာ YouTube ဖွင့်ထားတယ်ဆိုတော့အဲ့ဒါတွေကိုသူကပြန်ပြီးဘယ်လိုပြောမလဲဒီရဲ့ inspiration ယူပြီးကောင်းကောင်းသူအတုံးချနိုင်တဲ့ပုံမှာသူကျွန်တော်ရဲ့ဥစ္စာကိုလည်းသူကကောင်းကောင်းသိနေဗျာအဲ့တော့သူကတစ်ခါကျရင်လည်းသူရေးပြီးအောင်ပို့ပေးပြီးရမယ်အဲ့လိုပါညာနဲ့အဲ့လိုနဲ့ပဲတွာလာနေများပါတယ်ဟိုစောနာပြောသလိုအခုစီဆိုရင်တော့ကျွန်တော်ဟိုအရင်ရေးထားတဲ့တခြင်းတွေတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်ကိုယ်လည်းမမှတ်မိတော့မေ့ပါတယ်အဲ့ data တွေကလည်းအဲ့ဒီနောက်တော့ music producer တွေတော့ရှာမရတော့2ယောက်လောက်ရှိတယ်ဘယ်မှာရောက်နေမှမသိတော့အဲ့လိုဆိုတော့ဒီနောက်ပိုင်းရေးထားဆိုကျွန်တော်တပုတ်ပဲရှိရတာပွင့်လိုက်ပြအဲ့ဒါလည်း mind ပြီးနေရေးတာပေါ့ဗျာအဲ့ဒါလည်းဘယ်လိုဖြစ်လဲဆိုတော့အဲ့လိုပဲအိမ်ထဲမှာပဲကျွန်တော်နေအဲ့တော့ကိုဘလောက်မိုးကိုရောက်ကျွန်တော် mind ပြီးရလို့တခန်းနဲ့နေနေအဲ့လိုညဘက်တန်းတောင်းရင်အဲ့ call progression လေးရှောက်တီးလိုက်တော့တီးတော့ဆောက်အဲ့လိုမျိုးကိုရီ2ယောက်လုံးမြင်တဲ့ပုံမှာဖုန်းပေါင်းရှောက်စာရခဏလေးဖြေးလိုက်တနားလောက်နဲ့အချင်းတပုတ်ဖြစ်သွားပြီဗျာဒီလောက်ပါပဲဟိုလိုမျိုးapproach လုပ်မယ်ဘာညာဆိုပြီးတော့တိတ်မရှိပါဘူးတကယ်ဒီသူရဲ့ code progression နဲ့ဒီ house နဲ့ line မဲ့အစားတော့ဒါမှ team တော့ရှိတာပေါ့ဘယ်အကြောင်းအရာကိုပြောမလဲပေါ့အဲ့ဒီထဲမှာဟိုမှာပြန်ပြီးစားတာထဲလိုက်တယ်ပြောတော့ဟိုပြင်ဒီပြင်လေးနဲ့ပါတော့ရှိတာပေါ့အဲ့လောက်ပါပဲဟုတ်အခုကတော့အဲ့လိုကျွန်တော် collaboration ကိုပဲပို့ပြီးစိတ်ပါပါတယ်ကိုယ့်ဘာကိုတယောက်တည်းဆိုတာတော့ကျွန်တော်အခုဥပမာမန်နိုင်နဲ့ကျွန်တော် collab လုပ်ထားတဲ့တချင်နဲ့ recording လုပ်နေတယ်ဥမန်နိုင်နဲ့တော့အဲ့ဒါလေးလည်းရှိတယ်နောက်ဒီမှာအခုကျွန်တော်ခေါ်လာတဲ့အောက်ခန့်လေးနဲ့လည်းရှိမယ်မတ်တန်းနဲ့လည်းရှိတယ်ကိုပလောင်နဲ့လည်းရှိသေးတယ်ထွက်လာအောင်မှာပေါ့ကျွန်တော်တယောက်တည်းတီးတဲ့ဆိုတာကြီးကလည်းအဲ့ဒါလည်းအဲ့ဒီ project လည်း ongoing ပါပဲဒါပေမဲ့အဲ့ဒါတော့နောက်ဆုံးဖြစ်ဖို့များတယ်ဘာဖြစ်လို့ကိုယ့်ဘက်ကိုဟိုဘက်ကလုံရင်နဲ့မှကျွန်တော်ကိုယ့်ဘက်ကိုနောက်ဆုံးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တယောက်တည်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်အချိန်အများကြီးပေးရတာဟုတ်တယ်မလားကိုအဆအဆုံးတာဝန်ယူရတယ်ဗျာကျွန်တော်အဲ့လောက်ထိကိုကျွန်တော်မနိုင်နေဘူးဗျာဒါပွင့်လည်းပဲကျွန်တော်အခုဆိုရင် collaboration လုပ်တာပါဗျာကျွန်တော်အောင်တော့တဝက်လောက်ဆိုကျွန်တော်လူရလာဝိုင်းစင်းသားပေးတာပဲပါတယ်အဲ့တော့နည်းနည်းပိုပြီးမြန်တယ်ပေါ့ဗျာကိုအတွက်လည်းထွက်လာဖို့ပိုမြန်တယ်ပြောတော့ကို risk ရလဲကိုတယောက်လည်းယူကြမလို့ဗျာအေးစေအားလုံးမြတ်တလေးအလုံးဖြစ်တယ်ပေါ့အဲ့လိုမျိုးဆိုတော့ကိုအတွက်လည်းနည်းနည်းလေးတက်တာရတယ်အဲ့လိုမျိုးသူတို့လည်းဝိုင်းစင်းစဉ်းစားပေးတဲ့အပိုင်းလေးရှိတယ်ပေါ့ဗျာအဲ့လိုကိုဘကတော့နည်းနည်းလေးအချိန်ယူရပါမယ်နောက်နှစ်လောက်မှဖြစ်မယ်တဲ့ကိုပလောင်မှာလည်းသူ့ရဲ့ဟိုတခုရှိတယ်ဗျာသူ့ရဲ့ signature သူ့ပုံစံတခုရှိတယ်ဒါပေမဲ့ကျွန်တော်နဲ့လာလို့လိုက်လို့လည်းသူ့ပုံစံရဲ့မရှိတော့ဗျာတရားရင်ကိုနောက်အရသာတခုရတယ်ဗျာအဲ့လိုမျိုးလေးတော့ကျွန်တော်လည်းမြင်ပါတယ်အဲ့ဒါကြောင့်ပဲကျွန်တော်တို့လည်းဆက်လုပ်ဖြစ်နေရလို့ထင်တယ်ဗျာဟုတ်ဒီရပိုင်းညရှိဆိုတာမတ်တန်းရေးတာတပုတ်ထွက်ဖို့ရှိပါတယ်အဲ့ဒါလည်း music video လေးနဲ့ထွက်မှထင်တာပဲပြောတော့ချစ်လို့ဆိုလိုက်ရင်ဆိုတာကိုပလောင်ရေးတာရှိတယ်အဲ့ဒါထွက်ဖို့ရှိတယ်ပြီးရင်နောက်လည်းနာမည်မပြရသေးမတ်တန်းရေးတာရှိပါသေးတယ်နောက်တခြားအပုတ်3-4ပုတ်ရှိတယ်ကိုမန်နိုင်တဲ့အပုတ်လည်းရှိတယ်ဗျာထွက်ဖို့ရှိတယ်ဟုတ်ကျွန်တော် live အနေနဲ့4ဘွဲလောက်တော့ဆိုပြီးတော့လာဝထင်တာဟုတ်ပုတ်ပါမှာရဲ့အချစ်ကဖေးမှာရဲ့နောက်ဘယ်လီပတ်ပြီနောက်ဟိုကကုတ်ကရရဲ့ထင်တယ်ဟုတ်ကျွန်တော်နည်းနည်း active ဖြစ်တာတော့ဒီနှစ်ပိုင်းနဲ့ပါပဲကျွန်တော်2021မှာလာအောင်ထွက်တယ်ဗျအဲ့နောက်ပိုင်းတော့ကျွန်တော်လည်းဘာမှမလုပ်ဖြစ်ဘူးခုဘက်ကိုအဲ့ဒီလာအောင်ပြီးတော့လည်းဒီတိုင်းမနေနေပါ2024နောက်ပိုင်းလောက်တော့ကျွန်တော်ဒီတရင်ကထွက်တယ်ဗျအဲ့နောက်ပိုင်းတော့ကျွန်တော်နည်းနည်းလေးပွဲလေးပြန်ဆိုဖြစ်တယ်အဲ့2024နောက်ပိုင်းနဲ့ဒီ2025ထဲမှာတော့နည်းနည်း active ဖြစ်ပြီထင်တာပဲဟုတ်
လာရောင်ကတော့ကျွန်တော်ဘက်မှာတကယ်အမတ်တရတစ်ချင်းပါပဲအဲ့ဒီလာရောင်ကြောင့်လည်းကျွန်တော်ဒီ music ဆက်လုပ်ခြင်းစိတ်ဖြစ်သွားတာလည်းပါပါတယ်နောက်မှလာရောင်ကြောင့်လည်းကျွန်တော် rhyme ဆိုပြီးနည်းနည်းပေါ့အဲ့လိုပေါ့လာရောင်ပြောတော့အဲ့ဒါနဲ့လည်းအမတ်တရလေးလည်းရှိတယ်ဗျအဲ့လာရောင်ဖြစ်လာတဲ့ပုံကလည်းကျွန်တော်တို့ကိုပလောင်တို့အဲ့လိုအခန်းငားနေတဲ့အချိန်မှာဘာခေါ်လို့ညဘက်လို့တောက်စားပြီးအိပ်ပျော်သွားဗျအဲ့မှာအားလုံးခိုးကန်ထိသွားကိုပလောင်ဖုန်းနေရောပါသူရဲ့ဂီတာတွေပဲပါသွားအဲ့ချိန်မှာသူလည်းပူပြီးအဲ့ဒီလာရောင်ထွက်လာတယ်ဗျအဲ့လိုမျိုးဆိုတော့အဲ့မှာအမတ်တရတစ်ခုပြီးတော့နောက်ပိုင်းကျတော့အဲ့လာရောင်ကိုဗစ်မဖြစ်ခင်မှာကျွန်တော် record လုပ်လိုက်တယ်ဗျကိုဗစ်စပြီးနာမည်ကြားလောက်တဲ့အချိန်မှာလို့ကိုဗစ်ကြီးဖြစ်လောက်နေပြီဆိုရယ် record လုပ်ပြီးတော့အဲ့လိုပဲထားလိုက်တယ်ပေါ့ဗျအဲ့လိုထားပြီးတော့မှကျွန်တော်အဲ့တော်တော်ကြီးတင်ဖို့ကျွန်တော်တကယ်ပမိုင်းနေကောင်းကောင်းမွန်လေး edit နောက်ဆုံး lyrics video ဖြစ်ဖြစ် music video ဖြစ်ဖြစ်ကောင်းကောင်းလေးတင်မယ်ဆိုတဲ့ plan နဲ့ပေါ့ဗျာဒါပေမဲ့ဖြစ်ကျွန်တော်2000နဲ့အဲ့ဒီ covid third wave မှာလားမသိကျွန်တော်တော်ကြီးကို covid ဖြစ်ပြီးအကြီးကျယ်လုံးဝကိုမရှင်းတော့ဘူးထင်တော့အဲ့ဒီအချိန်မှာကျွန်တော်ကလည်းမနေတော့ဗျာဟိုဘာညာကိစ္စတွေလည်းဖြစ်တော့အားလုံးပြန်သွားကြတယ်အဲ့လိုကိုပြန်တော့ကျွန်တော်တရက်ကိုဘလောက်ဖုန်းဆက်ပြီးတိုက်ရအောင်တော့ကျွန်တော်မှအဲ့ data လည်းမရှိဘူးမနိုင်ဘူးမရှိတိုက်ရအောင်ချင်းမကောင်းကတေးတော့မလားမသိဘူးလို့မတေးခင်လေးတော့ဒီဟာလေးတင်လိုက်ကွာကျွန်တော်ရှက်တယ်မနိုင်ဘူးအဲ့လိုကိုတရှင်ကိုပြန်တင်မှုကိုကလည်းမတင်ရဲဘူးဗျာအဲ့လိုပြန်လဲနားမထောင်ရဲတယ်ပါတော့ဟုတ်ပြီတင်လိုက်ဆိုတော့ဟုတ်ပြီတင်လိုက်မှာကွာသူကသူ့ရဲ့သူ့အကောင့်ထဲရရင်တင်လိုက်တယ်ကျွန်တော်မမေ့တလို့သူ့အကောင့်ထဲတင်လိုက်အဲ့တော့ reach တွေတော်ရတယ်သူမထင်တော့ဘူးဗျာအကောက်ကတင်တာတင်မှာပြီးတော့သူပဲကျွန်တော် page ဖွင့်ပေးပြီးတော့သူပြန်တင်ပေးတယ်ကွာကျွန်တော် page ကိုသူကတင်ပေးတယ်ကွာဒါအမှတ်တရတွေအများကြီးဗျာအဲ့နောက်ပိုင်းလာအောင်နဲ့ဗျာဘယ်တော့ကိုလာအောင်ဆွဲတောင်းမလားဘာညာအဲ့လိုတော့တော်တော်ကြီးအမှတ်တရရှိပါပြီးတော့အဲ့ဒီအားကြောင့်ပဲမစိုးဘူးကွာငါ music တွေတော့ဆက်လို့တင်ပါလားဆိုရယ်စိတ်လောက်ဖြစ်ပြီးဆက်လုပ်မယ်ကွာပေါ့အဲ့လိုမျိုးလေးနည်းနည်း motivation ရသွားတယ်ဗျာဒီရှင်းတာဆိုင်ထားတာတွေကုန်ဖြောက်ဖြဲယူကြငါသားနဲ့ရိုးရဲ့ညနေချက်တော့မောင်ဟောစိတ်တော့ကြဆောနိုင်ရတာမပြီလေတကယ်ငါတမ်းဖြစ်ပြီလေတဖြည်းဖြည်းပြည့်စည်လာညိုက်ခဲ့ပြီလေတခုတော့ချမ်းပဲလာရောလေဘဝမှာပဲချိန်မှငြိမ်းချမ်းမလဲလေဘဝမှာပဲချိန်မှစိတ်လည်းမလဲလေတခုတော့ချမ်းပဲလာရောမှာပဲချိန်မှငြိမ်းချမ်းမလဲလေဘဝမှာပဲချိန်မှစိတ်လည်းမလဲလေ
ခဲ့ပြီတခုတော့ချမ်းပဲလာရောလေဘဝမှာပဲချိန်မှနေကြမလဲတဲ့ဘဝမှာပဲချိန်မှစိတ်လည်းမလဲတဲ့တခုတော့ချမ်းပဲလာရောလေဘဝမှာပဲချိန်မှနေကြမလဲတဲ့ဘဝမှာပဲချိန်မှစိတ်လည်းမလဲတဲ့အဲ့လိုတချင်းနဲ့ဟိုဟာနဲ့ဆိုတာနဲ့ဒီတချင်းကိုစပြီးဆိုကြတဲ့တရားကျွန်တော်ဖြစ်လာတယ်လို့ဟိုကျွန်တော်မြင်တယ်ဗျကိုပလောင်းလဲလို့ပဲမြင်ပါတယ်ပြောတော့တကယ်လဲကျွန်တော်လည်းတရားလဲကြားတယ်လို့ကျွန်တော်ထင်တယ်ပြောတော့အဲ့တော့ကျွန်တော်တို့ရဲ့စိတ်ကြော်ဗျအဆင်မပြေဘူးသူလဲဆုံးရှုံးထားတယ်ဗျအားလုံးကလည်းအဲ့လိုမျိုးအချိန်မှာကျွန်တော်လည်းအိမ်မောဆင်းလာတယ်တကယ်လည်းအရင်တရက်ကိုဘလို့အဲ့တော့မှကိုပလောင်းမှသူအလုပ်ရှိသေးတယ်ဗျကျွန်တော်အလုပ်လည်းမရှိဘူးအဲ့ဒီချိန်ကအဲ့လို तू တိုက်တဲ့ဘီယာလေးတောက်ဗျာတဲ့မပြရတော့ complete ရှိရဗျာ complete ကြီးရနည်းနည်းဘာညာအဲ့လိုမျိုးလေးအလုပ်လေးပတ်ရှာရတယ်ဒါပေမဲ့တကယ်ကိုမှကိုကအဲ့ဒီချိန်မှာဘာမှမရှိတော့ဘူးဗျာတဲ့မတကယ်ကိုဘာမှမရှိတဲ့အချိန်မှာတကယ်အဲ့လိုမျိုးဒီဟောက်စာကြီးอ่ะဒီတချင်းတွေပဲရှိတယ်ပေါ့ဗျာအဲ့တချင်းတွေပဲရှိတဲ့အချိန်မှာကိုကဒါပေမဲ့ဘာရှိသေးလဲဆိုတော့မျောလင်းချက်တော့ရှိတယ်ကိုယုံကြည်ချက်ရှိတယ်တရက်ပေါ့ဗျာအဲ့လိုမျိုးလေးဒါပေမဲ့စိတ်သက်ကြနေရလားဆိုလည်းမဟုတ်ဒါပေမဲ့ဘာမှမရှိတော့တဲ့ဗလာဖြစ်နေတဲ့အချိန်မှာကိုယ့်ရဲ့ခံစားရတဲ့အဲ့လိုစိတ်ထဲမှာအားလုံးဆုံးရှုံးထားတဲ့အချိန်မှာဘာမှမကြံရင်တော့ကိုကြံတယ်ငါကြံတယ်ငါရဲ့ inner peace ကြီးကြံသေးတယ်ဆိုရင်ကျေနပ်တယ်ဆိုတော့အဲ့လိုမျိုးစိတ်လေးတော့ကျွန်တော်ဖြစ်တယ်ပေါ့ဗျာတရားကလည်းကျွန်တော်တကယ်တော့ heal ဖြစ်တယ်အဲ့လို heal ဖြစ်ခဲ့တဲ့ကိုယ့်ဘောက်ကိုပြန်ပြီး heal ဖြစ်တဲ့တခြင်းမျိုးပါဟုတ်တရားကြောင့်လည်းတကယ်ကိုယ်စိတ်လည်းကိုယ်အဆင်ပြေခဲ့တယ်ဗျာအနည်းဆုံးတော့ဘာပဲဖြစ်သွားပါစေကွာလူရှိသေးတယ်ကျမ်းမာရေးကောင်းသေးတယ်ရတယ်အကုန်ယူရဗျာဒီမှာရိုးလဲယူအသားလဲယူရတယ်ညင်လေးရှိတယ်အဆင်ပြေတယ်ဆိုတော့ပုံစံလေးကိုရတယ်ပေါ့ကိုဘလောင်လဲအဲ့ဒီချင်းချင်းကအဲ့လိုမျိုးခံစားချက်နဲ့သူလဲအဲ့လိုသူရဲ့ဥစ္စာတွေပါသွားတဲ့အချိန်မှာသူကတော့အဲ့ဒီဇင်ပုံမြင်လေးတစ်ပုတ်ရှိရလို့ပြောဗျာအဲ့ဒီအချိန်မှာအဲ့ဒီဇင်ဘုန်းကြီးကျောင်းမီးလောင်ပျက်စီးအားလုံးပြာကျသွားတဲ့အချိန်မှာဘုန်းကြီးကဘာမှမရှိတော့ပေမဲ့သူ့စီအကုန်ယူရတယ်အကုန်ပါသွားပေမဲ့သူ inner peace သူ့ကိုသူရှိသေးတယ်ဆိုတော့သူ့ရဲ့ဘာခေါ်လို့သူ့ရဲ့ peace သူ့မှာရှိသေးတယ်ဗျာအဲ့တော့သူအားလုံးအဆင်ပြေသေးတယ်ဒါပေမဲ့သူ့ရဲ့အဆင်ပြေကြောင်းကပြန်ပြီးအဲ့လိုပြန်ပြီးပြတာတဲ့ပုံစံလေးပေါ့ဗျာတဲ့အဲ့လိုမျိုးလေးပဲမြင်ပါတယ်ဟုတ်အဲ့လိုဘယ်လိုမျိုးဆိုမလဲဆိုစာသားတော့မရှိဘူးတပုတ်လုံးပဲဗျအဲ့လိုမျိုးဆိုရင်းတော့ကျွန်တော်အဲ့လိုမျိုးစိတ်ထဲကရင်အော်တိုပဲဖြစ်လာတယ်လို့ပဲပြောရမှာအဲ့တော့ကလည်းဒီတိုင်းစပဲကြတဲ့ဒီစာသားကြောင့်အဲ့လိုမျိုးဆိုလိုက်မယ်ဆိုပြီးလည်းမရှိဘူးဗျဒီစာသားနဲ့ဒီလိုမျိုးဒီ code တွေဒီ code progression နဲ့စပြီးထွက်လာကြတော့ကျွန်တော်စဆိုလိုက်ကြဒီတိုင်းပါပဲ recording ရောက်မှလည်းမဟုတ်ဒီတိုင်းအိမ်မှာ jamming လုပ်တော့မှလည်းဒီတိုင်းပဲဒီမှုပဲဒီတိုင်းလေးပါပဲလို့မျိုးစာသားကြောက်ရလို့တော့မဟုတ်ဒီအကြောင်းအရာတစ်ခုလုံးကြောက်ဖြစ်မယ်ပေါ့ဗျာတဲ့မှာအဲအကြောင်းအရာတစ်ခုလုံးကြောက်ပဲနေပါမှာပြီးတော့ကိုယ်အဲ့တော့စိတ်အခြေအနေရလည်းပါတယ်ဗျကိုစိတ်အခြေအနေကကိုတော်ရိုးဆင်မပြေဖြစ်နေတဲ့အချိန်ကြောက်တယ်ဒီလိုမျိုးလေးနည်းနည်းစိတ်ကြီးပါပြီးဆိုမိသွားတယ်လို့မြင်ပါတယ်တဲ့လောက်ပါပဲဟုတ်ကျွန်တော်အဲ့ဒီတခြင်းကတော့ကျွန်တော် eclipse လို့ခေါ်တယ်ကျွန်တော်နဲ့ mark 10နဲ့တူရေးတာပဲဗျာလို့တင်ကြမှာကျွန်တော်လို့ထိုင်ကျန်းနဲ့ရေးဖြစ်သွားတဲ့တခြင်းပေါ့အကြောင်းကတော့နှစ်ယောက်လုံးရဲ့အဲ့ဒီအကြောင်းဘယ်လိုပြောမလဲကိုရီပိတ်မိနေတဲ့အကြောင်းရကိုရီလှုပ်ချင်တာမလုပ်ရဘူးအဲ့လိုမျိုး
လှုပ်ချင်တာတခုဗျာပတ်ဝန်းကျင်ကတိုက်တွန်းနေတာတခုအဲ့ဒါကိုမှကိုရီးယားခေါင်းမာပြီးတော့ကိုကြီးဘာဖြစ်နေပါစေငါဆက်လုပ်မယ်ကွာဆိုရက်အကြောင်းအရာလေးပါပဲအဲ့လိုမျိုးပေါ့လုံစကယ်ရီကတော့ရှိအောင်မှာပဲတင်မှာအဲ့လိုမျိုးလေးဟိုဒီအကြောင်းအရာလေးကိုပဲနှစ်ယောက်အဲ့လိုမျိုးတူတူရေးကြတာပါဗျာဟုတ်